အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အောက်တိုဘာလ23ရက်နေ့အတွက်ကမ္ဘာရွှေဈေးတန်းသွားလာတွေကိုဤပညာပိုင်းရသုံးသပ်ပြတော့ပါမယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကမ္ဘာရွှေဈေးတန်းကအမြင့်ဆုံးစံချိန်တင်ဈေးတန်းအနေနဲ့4088ဈေးတန်းထိအမြင့်ဆုံးဈေးတက်ထားတယ်ဒီနေ့အဖွင့်ဈေးအနေနဲ့ကတော့4001ဈေးတန်းမှာဈေးစဖွင့်နေပြီးတော့မှအနည်းဆုံးဈေးတန်းအနေနဲ့3996ဈေးတန်းအထိအနည်းဆုံးဆင်းထားပါတယ်အခုထိဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကဒါ88ပေဝန်းကျင်အထိကိုဒါအလောက်ခတ်ဖြစ်ထားပြီးပဲဖြစ်ပါတယ်ဆိုတော့အတက်အားကောင်းကောင်းနဲ့ဈေးတက်နေတဲ့အနေအထားမှာကျွန်တော်ကမ္ဘာရွှေဈေးကိုဘယ်နေရာတွေမှာဘလို့အရောင်းဝယ်လုပ်ပြီးတော့မှအမျက်ရှာမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်ပါလက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်ကမ္ဘာရွှေဈေးကဒီ4050ဈေးတန်းဖြစ်တဲ့ကျွန်တော် resistance ဈေးတန်းကိုဖောက်တက်ခဲ့ပြီးတော့မှ4088ဈေးတန်းထိကိုအမြင့်ဆုံးတက်ထားတယ်လက်ရှိမှာဆိုလို့ရှိရင်တော့4068ဈေးတန်းကိုရောက်နေတာပဲဖြစ်ပါတယ်ဒီနေ့လက်ရှိအနေအထားမှာဆိုလို့ရှိရင်လည်းဒါအနည်းဆုံးအနေနဲ့ resistance ဈေးတန်းကိုတတ်မှတ်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အမြင့်ဆုံးတက်ခဲ့တဲ့4088က resistance ဈေးတန်းအနေနဲ့ရှိနေတယ်ဆိုတော့ဒီ4088ဈေးတန်းအထက်ကိုသာထပ်ပြီးတော့မှဆက်တက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးတန်းက4100ဝန်းကျင်ထိကိုအတက်ပြန်လာနိုင်ပါတယ်ကျွန်တော်ကတော့ဒီနေ့မှာဆိုလို့ရှိရင်တော့ဒါ support ဈေးတန်းအနေနဲ့4050ဈေးတန်းကိုပြန်ပြီးတော့မှစောင့်ကြည့်စေခြင်းနဲ့ကမ္ဘာရွှေဈေးတန်းကဒီ4050ဈေးတန်းအောက်ကိုပြန်ကျမလာနိုင်သေးဘူးဆိုလို့ရှိရင်တော့ဒီ4050ဈေးတန်းအထက်4088ဈေးတန်းနဲ့4100ဝန်းကျင်နေမှာပဲကမ္ဘာရွှေကပြန်ပြီးတော့မှတက်နေနိုင်ပါတယ်ဆိုတော့ရေတို့ရောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ4050ဈေးတန်းကိုစောင့်ကြည့်မယ်လက်ရှိမှာလည်း4050ဈေးတန်းအပေါ်ကိုရောက်နေတဲ့အနေအထားမှာ4088အပေါ်ကိုဖောက်မတက်နိုင်သေးဘူးဆိုလို့ရှိရင်တော့ဒီ4050နားကို retreat ပြန်ပြီးတော့မှလာနိုင်ပါတယ်ဆိုတော့ဒီ4050ဈေးတန်းအောက်ကိုဖောက်မကျနိုင်သေးဘူးဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့အနေနဲ့ရေတို့အဝယ် order လိုက်နိုင်တယ်ကျွန်တော်တို့ဒီ4060ဈေးတန်း4088ဈေးတန်းတွေမှာပြန်ပြီးတော့မှအမြတ်ပိုင်းဖြတ်နိုင်တယ်ကျွန်တော်ဒီ4050ဈေးတန်းအောက်ကိုဖောက်ကျခဲ့ပြီဆိုလို့ရှိရင်တော့ဒါရေတို့အယောင်း order ပြန်ပြီးတော့မှလိုက်နိုင်တယ်ကျွန်တော်ဒီ4030ဈေးတန်းဝင်ကျင်တာလောက်မှာတေးကြတဲ့အမြတ်ကိုပြန်ပြီးတော့မှပိုင်းဖြတ်ထားနိုင်ပါတယ်ဆိုတော့4050ဈေးတန်းအထက်မှာရှိနေတဲ့အနေအထားမှာလဲကမ္ဘာရွှေဈေးကဒါအတက်အားကောင်းနေတယ်လို့ဒါပြောလို့ရတယ်ဆိုတော့ဈေးတက်နေတဲ့အနေအထားမှာလည်းကျွန်တော်ဒီဈေးတန်းနေနာမှာလည်းရေတို့အဝယ် order လိုက်နိုင်တယ်ကျွန်တော်ဒီ4080ဈေးတန်း4080ဈေးတန်းဝန်းကျင်နေမှာကျွန်တော်ပြန်ပြီးတော့မှအမြတ်ပိုင်းဖြတ်ထားနိုင်ပါတယ်ကျွန်တော်အခုသုံးသက်ပြီးသွားတဲ့ကတော့ဒါဒီပညာပိုင်းရကမ္ဘာရွှေဈေးသုံးသက်ချက်တွေပဲဖြစ်ပါတယ်ဆိုတော့ဒီခုကြည့်နေတဲ့မိတ်ဆွေတွေကမှကျွန်တော်ကမ္ဘာရွှေလုပ်ငန်းကိုစိတ်ဝင်စားလို့လေ့လာခြင်းတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်နောက်ပြီးတော့အကောင့်ဖွင့်ပြီးတော့မှအရောင်းဝယ်လုပ်ခြင်းတဲ့မိတ်ဆွေတွေရှိတယ်ဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ Facebook Messenger Viber Telegram ကနေပြီးတော့မှဆက်သွယ်ပြီးတော့မှသင်တန်းစုံစမ်းနိုင်ပါတယ်